မင်္ဂလာပါမိတ်ဆွေတို့ဒီနေ့ကျွန်တော်ရဲ့တခြင်း10ပုတ်ကို3မိနစ်ကျော်နဲ့နားဆင်ကြရမှာပါ chorus အပိုက်လေးတွေကိုပဲကျွန်တော်ရွေးပြီးတော့နားဆင်ခိုင်းပါအောင်မယ်ဒီတခြင်းတွေကတော့ကျွန်တော်ညောက်ရဲ့အိမ်ထောင်10နှစ်ပြည့်အထင်အမှတ်အနေနဲ့တခြင်း10ပုတ်ကိုတီဆိုထားကြတာဖြစ်ပါတယ်မဖြူစင်နဲ့စုံသွဲတခြင်းတစ်ပုတ်လေးတော့ဆိုထားတာပါပါတယ်တခြင်းတွေကိုနားဆင်တဲ့အခါမှာဘယ်တခြင်းလေးတော့ကြိုက်နှစ်သက်တဲ့သဘောကျတယ်ဆိုလို့ရှိရင်တော့တခြင်းခေါင်းစဉ်လေးကို comment မှာရေးပြဖို့လဲကျွန်တော်ဖိတ်ခေါ်လိုပါတယ်ဒါနဲ့စကားမဆက်အရင်တုန်းကကျွန်တော်ရဲ့တခြင်းတွေကတရားဖိုး3ပုတ်ဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်ဒါပေမဲ့အခုတော့တရားဖိုးတပုတ်ဖြစ်လာပြီလားဆိုတာကိုတော့မိတ်ဆွေတို့နားဆင်ရင်နဲ့ဝေဖန်အကြံပြုကြပါဦးခင်ဗျာဘာကြောင့်များလဲတရားဟောင်းကနေဆက်ညတိုင်းမဲ့အိမ်ရင်ပြအိမ်မဆုံးကလာမနိုတဲ့တရားဟောင်းကတဆစ်စနဲ့နာဆဲThere's a blue mama holding me up, baby, sa neba kwa. Yunde hey, go take a yuli, la me little ball. Me like a yuli, just a little ball. You learn a go yachi, you learn a me a lamb. Don't you to you until I watch it to live. Suicide. မလောက်ချင်ပါနဲ့တေးကြောင်ကြံတာတွေမတွေ့ပါနဲ့လူဘဝဟာရခဲ့ရဆိုပေမဲ့ဒီကဘာမှာချစ်ဆိုတာတကယ်ရှိပါတယ်ဒါကြောင့်မင်းနဲ့ငါတကယ်ချစ်နေကြတယ်မင်းကငါရဲ့ယုံကြည်ခြင်းလည်းနဲ့သဆောင်ပဲမင်းကငါရဲ့မျောလင်းခြင်းရောင်ချီဦးပြရခံမနေနဲ့ပြပြင်းသွားမယ်ခန္ဓာအတွက်ကိုရှင်ဝါနဲ့မမနာခွာချကချွတ်ထားလိုက်ကိုနောက်တစ်ခုမှဘာမသွားတာဒီပင်လာပေါ်မှာကိုမရှောက်ဘူးပေမဲ့လက်တွေ့ဆန်တဲ့ဘဝမှာသစ္စာကတိတွေရလမ်းပေါ်ရှောက်နေသူပါကံကောရမလေးချေမချဘူးပေမဲ့လွမ်းလဲလွမ်းမိပါတယ်တိုက်ဆိုင်မှုလေးများရှိခဲ့ရင်ပိုလွမ်းမိအခုတော့တနေ့စီကိုဝေးမတွေ့ရတော့လွမ်းမိပေါ်မိုးတွေတဲလိုက်တိုင်းအသေးတွေကတတိယမီပြန်ချင်တဲ့စိတ်ထက်တန်နေပေမဲ့လဲလူမစုံတော့တဲ့ထမင်းဝိုင်းမှာတော့မထိုင်ချင်ပြန်ဘူး